သူ့ရဲ့နာမည်ကတော့ဇလောင်းဆောင်ဝမ်ဖြစ်ပါတယ်။ဝမ်ကစုံတော့တယောက်ဖြစ်ပြီးတော့ဖတ်မြက်တဲ့တက်ချက်တယောက်လည်းဖြစ်ပါတယ်။ဒီနေ့ကတရက်ခန့်စုံချိုင်းဆိုသူကိုလိုက်ဖမ်းပြီးအပြန်ရဲစခန်းကိုပြန်ရောက်တော့အတိတ်မိတဲ့စခန်းမှုကစုံချိုင်းကိုမသိသလိုသူ့ကိုလည်းအမှတ်မရတာကြောင့်အစားဆုံးပြန်မိတ်ဆက်နေရလို့စိတ်ညစ်နေပါတယ်။အဲဒီနောက်စခန်းမှုကစုံချိုင်းအကြောင်းကိုမေးမြန်းတဲ့အခါစုံချိုင်းဟာလူလိမ်တယောက်ဖြစ်ပြီးတော့ဒီနေ့မှလည်းဖွားအိုတယောက်ကိုရေတန့်ပစ္စည်းတွေလိမ်ရောင်းခဲ့ပါတယ်။ရေတန့်ပစ္စည်းတွေကိုမမေးမြန်းမရှိပဲသူ့ဘာသာသူတက်ဆင်ပြီးမတန်တဆပတ်စံတွေတောင်းယူသွားပါတယ်။ပတ်စံရလို့ပြောမဆုံးဖြစ်နေတော့မှပဲသူစီးလာတဲ့ကားပိုင်ရှင်ကအကျွေးမပေးတာ8လရှိသွားပြီဖြစ်တာကြောင့်တီးလာတဲ့ကားလေးကိုလာသိမ်းသွားပါတယ်။အဲ့လိုနဲ့တက္ကစီစီးပြီးရုံးကိုပြန်လာရဲတွေကလိမ်လဲမှုနဲ့စုံချိုင်းကိုလာဖမ်းတာကြောင့်ရဲတွေကိုမလိမ့်တပတ်လုံရင်ခွေးပြေးဝက်ပြေးပြေးလာခဲ့ရပါတယ်။အလုံးလဲအဆင်မပြေတာကြောင့်အင်ကိုစိတ်ညစ်ညစ်နဲ့ပြန်လာရင်ရွာကမိခင်ဖြစ်သူကဘန်ကောက်ကိုလိုက်လာပြီးမိမပေးစားဖို့လုပ်ပါတယ်။ညဘက်ရောက်တော့တငယ်ချင်းတွေနဲ့သူယူရမယ့်မိမအကြောင်းကိုတောင်းရင်းဆိုင်ရင်ပြောကြပါတယ်။မြို့မှာလည်းရဲတွေလက်ကတိတ်ချောင်နေရတာကြောင့်ရွာကိုပြန်ပြီးသူမိခင်ပေးစားတနီးကျော်လေးနဲ့သူတို့ကနေထိုင်ဖို့လုပ်ပေမဲ့မိခင်ဖြစ်သူကမိမမြူခင်ရဟန်းခံလို့တာကြောင့်စုံချိုင်းတယောက်လည်းရွာပြန်ပြီးရန်ခံရဖို့ဖြစ်လာပါတယ်။အလိန်ခံရတဲ့အဖွားကရဲတွေကိုနဘူးနဇာလောက်တာကြောင့်ရဲတွေလည်းစုံချိုင်းကိုဖမ်းပေးဖို့ကြိုးစားရပါတယ်။ရွာပြန်ရောက်တော့မြို့မှာအနေများတဲ့စုံချိုင်းတစ်ယောက်ရွာလန်းချင်းတန်းနေပေါ်မှာဖနှက်မပါပဲစွန့်ကန်နေရတာကြောင့်စိတ်ညစ်နေပါတယ်။ရွာကိုပြန်လာလေးမရှိတဲ့စုံချိုင်းကိုတငယ်ချင်းတွေကအမတ်မတင်တွေ့ရလို့ဝမ်းသာနေကြပါတယ်။သူ့ရဲ့နာမည်ကတော့ Free ဖြစ်ပါတယ်။ရွာတွေကလူတွေကအလုံးမလုံးပဲအားနေဖုန်ကြီးတွေပဲစွန့်လောင်းနေလို့အပြစ်ပြောနေပါတယ်။ဒါပေမဲ့တရွာလုံးကသူ့အကျွေးနဲ့မကင်းတာကြောင့်ဘသူမှဒေါ်ကြီးပရီကိုပြန်မပြောရဲဖြစ်နေကြပါတယ်။ဈေးထဲကလူတွေကိုလည်းစွန့်လောင်းနေမယ်အစားအကျွေးမမှန်ပေးကြဖို့ပြောနေရင်အဖွားတော်ကဒီနေ့မှဈေးရောက်လဲမကောင်းတာကြောင့်အတို့အစားငရမ်းကြောက်လေးတွေယူသွားဖို့ပြောပေမဲ့ဒီဆိုင်လုံးကပစ္စည်းတွေကိုလုံးထွေးတပ်ပုတ်ပြီးတင်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ Odd ဖြစ်ပါတယ်။ Odd ကငွေတို့ချိစားတဲ့ဒေါ်ကြီးပရီရဲ့သားဖြစ်ပြီးဘာသာရေးခိုင်းဆိုင်သူတယောက်လည်းဖြစ်ပါတယ်။ဆရာတော်ကအော့ရဲ့မိခင်ကိုဒီတိုင်းလွတ်မထားဖို့တားဖြစ်သူကိုမှားကြားခဲ့ပေမဲ့ကြက်မပြည့်သူပြီးဆရာတော်ဆုံးမစကားတွေကိုမိခင်ကတလဲရတာပြောတာကြောင့်ဒေါ်ကြီးပရီလည်းဒေါ်ရထွက်နေပါတယ်။အော့ကပြောတော့ဒေါ်ကြီးပရီကဆရာတော်ဟာကျောင်းထဲမှာရှိတဲ့ပိန်းနေတီကိုဦးစားမကြောက်လို့ပြောတဲ့အချိန်နဲ့ပိန်းနေတီကိုခိုးဖို့လုပ်ပါတယ်။ကျောင်းပြန်ရောက်တော့ဦးစိတ်ဆုံချိုင်ကရွာတွေကလောင်းလူလိုက်တဲ့ပဲစီတွေကိုမစားကျင်တာကြောင့်ဖယ်ထားပေမဲ့ဆရာတော်ကြီးကစွန့်ရဲဆိုတာရွေးမစားရဘူးလို့ဆုံးမတာကြောင့်ဦးစိတ်ဆုံချိုင်လည်းမစားကျင်နဲ့စားနေရပါတယ်။အဲ့လိုနဲ့မနက်ကဘုန်းကြီးပြောတဲ့စကားကြောင့်ဒေါ်ကြီးပရီလည်းဆရာတော်ကိုရွေးတိုက်ပြီးပိန်းနေတီကိုခိုးခုကိုလုပ်ပါတယ်။သူခိုးခုလို့မပြီးခင်မှာပဲကျောင်းမှာရှိတဲ့ကလေးတွေကအော်ပြောတာကြောင့်ပိန်းနေသီးကိုရလို့စောနဲ့ခုလိုက်တဲ့အခါခန္ဓာကိုယ်ပေါ်ကိုပိန်းနေသီးကြီးကပြီးတော့သေသွားပါတော့တယ်ဒီသတင်းကိုကြားကြချင်းရွာထဲမှာရှိတဲ့ရွာသားတွေကအကျွေးမပေးရတော့မှဖြစ်တဲ့အတွက်ကြောင့်ပြောပြီးတော့ကာနေကြပါတယ်ညရောက်တော့ရွာသားတွေကဒေါ်ကြီးပရီရဲ့အိမ်မှာဆရာတွေနဲ့အတူတရားနာကြပါတယ်တရားနာနေကြရင်လူအုပ်ထဲကရွာသားတယောက်ကပိန်းနေသီးကြီးကအနံ့တွေထွက်ပြီးတော့မှုေးနေတာကြောင့်ခွဲစားဖို့လုပ်ကြပါတယ်ရွာသူကြီးအမိန့်နဲ့ရွာသားတွေကိုပိန်းနေသီးနဲ့ဧည့်ခံဖို့ခွဲတဲ့အခါပိန်းနေတီခွဲသူရဲ့နောက်မှာရေးတွေကဖြတ်သွားဖြတ်လာလုံနေပြန်ပါတယ်။ဒါပေမဲ့ဘာမှထွေထွေထူးမတွေ့ရတာကြောင့်ပိန်းနေတီကိုဆက်ခွဲဖို့လုပ်ရပြန်ပါတယ်။ပိန်းနေတီကြီးကိုတရားတစ်သက်ဝင်ရင်တကြီးဖြစ်သူကဒေါ်ကြီးပရီကိုလည်းတွားပြီးကျွေးဖို့ပြောတာကြောင့်ရွာသားလည်းကြောက်လက်လက်နဲ့တွားပြီးကျွေးရပါတော့တယ်။ဒေါ်ကြီးပရီရဲ့နားကိုပိန်းနေတီထားပြီးခေါင်းကြီးကိုခောက်လိုက်ဖို့တကြီးကပြောတာကြောင့်ရွာသားလည်းခေါင်းကိုခောက်လိုက်တဲ့အခါခေါင်းရဲ့နောက်ကလက်ကြီးထွက်လာတာကြောင့်ဒေါ်ကြီးပရီရဲ့လက်အထင်းနဲ့ရွာသားတွေလည်းကြောက်လန့်နေကြပါတယ်။ဒါပေမဲ့အဲ့ဒီလက်ကဒေါ်ကြီးပရီရဲ့လက်မဟုတ်ပဲသူ့ရဲ့သားအော့ရဲ့လက်ဖြစ်နေပါတယ်။ဦးစိတ်ဆုံချိုင်းကတေသူရဲ့ပစ္စည်းတွေကိုယူစားလို့ကောင်းမှာမလားလို့ပြောရင်ညရောက်တော့ပိန်းနေတီစားသူတွေနဲ့ပိန်းနေတီခွဲသူတွေကိုတရေက6လန်မာတော့တယ်။အဲ့လိုနဲ့မနေ့ရောက်တော့ကျောင်းနိုင်ဆရာတော်ကခီးသွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကျောင်းကိစ္စနဲ့ရဲရွာရေးကိစ္စတွေကိုဦးစိတ်ဆုံချိုင်းအားလွှဲခဲ့ပါတယ်။ငကိုကမှဝါကလည်းငယ်စေတရေတွေကိုကြောက်တဲ့လူဖြစ်တာကြောင့်ဦးစင်းစုံချိုင်လည်းအတွေ့ရတောင်လန့်နေရပါတယ်။ဆရာတော်ကခရီးလေး9ရက်ကြာမှဖြစ်လို့ညအခါအာတုဘအိမ်မှာတရားဝက်အတွက်ဦးစင်းစုံချိုင်ကဥဆောင်ရပါတယ်။ညရောက်တော့တရားဝက်မစခင်မှာတခြားကျောင်းကဆရာတော်ကြီးတွေကိုစောင့်နေကြပေမဲ့ဆရာတော်တွေကလည်းတရေကြောက်ကြတာကြောင့်ကျောင်းတီးတီးကကိုရင်လေးတွေကိုပဲတရားဟောဖို့လွှတ်လိုက်ပါတယ်။ဦးစင်းစုံချိုင်လည်းတရားမဟောတတ်တာကြောင့်သင်္ကန်းထဲမှာဖွက်ထားတဲ့ဇာရွယ်လေးကိုထုတ်ရင်တရားဟောရပါတော့တယ်။ဒါပေမဲ့တရားနာတဲ့ရွာသားတယောက်ကဦးမသိပါမသိပိန်းနေတီကိုယူစားတာကြောင့်ဒေါ်ကြီးပရီကဝင်ပူပါတော့တယ်အမှန်တကယ်တော့ရွာသားကိုတရေဝင်ပူတာမဟုတ်ပဲပိန်းနေတီကလဲမင်းမှာနေနေတာဖြစ်ပါတယ်အော့ကလည်းထူးထူးဆန်းဆန်းတွေလုံနေတာကြောင့်ရွာသားတွေလည်းထိတ်လန့်နေရပါတယ်အော့ကမိခင်ကိုသူ့ကိုထားကြည့်ဖို့နဲ့သူထမင်းမစားရနဲ့ရှိပြီဖြစ်ကြောင်းကိုငိုပြီးပြောနေရကြောင်းရွာသားတွေနဲ့ဦးစင်တွေလည်းကြောက်လန့်နဲ့ပြန်ပြေးလာခဲ့ရပါတယ်ညတော့ဆရာတော်နဲ့ရွာသားတယောက်ကကျောင်းမှာအတူတူအိတ်နေကြရင်ရွာသားကဘိုင်းနာတာကြောင့်အိမ်သာသွားဖို့ဦးစင်ဆောင်ချိုင်ကိုခေါ်ရင်ထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းနာရီအိမ်မှာရွာသားတွေကဖဲရိုက်နေကြရင်ရွာသားတယောက်က
သူဖဲရှုံးတာဒေါ်ကြီးပရီကြောင့်လို့အပြစ်တင်ပြောဆိုနေပါတယ်သူပြောလို့မဆုံးခင်မှာပဲ Odd ကဒေါ်ကြီးပရီထည့်ထားတဲ့ခေါင်းကိုတွန်းလိုက်တာကြောင့်ဒေါ်ကြီးပရီရဲ့အလောင်းကဖဲဝိုင်းရဲ့အလဲတဲတွေကိုဆက်ဆိုင်မြဲကြီးရောက်လာပါတယ်ရွာသားတွေလည်းကြောက်ကြောက်လန့်လန့်နဲ့နောက်တောင်ပြန်မလှည့်ကြည့်ပဲထွက်ပြေးလာခဲ့ရပြန်ပါတယ်တစ်ဖက်မှာအိမ်နာတက်တည်ရဲ့ရွာသားကအင်နာရေအိုးထဲမှာရေမရှိလို့ရေအိုးထဲကိုငုံကြည့်လိုက်တဲ့အခါဒေါ်ကြီးပရီရဲ့မျက်နှာကြီးကရေအိုးထဲမှာရောက်လို့နေပါတယ်ဒါကိုဘူးမသိပါမသိဦးစင်းစုံချိုင်းကအပြင်မှာလူမရှိတာကြောင့်ကြောက်ကြောက်လန့်လန့်နဲ့အိမ်နာထဲကိုပြေးဝင်လာပါတယ်အိမ်နာထဲကိုအတင်းတိုးဝင်လာပြီးအိမ်နာတော့ကကျိုးသွားတာကြောင့်နှစ်ယောက်သားအိမ်နာထဲမှာပိတ်မိနေပါတယ်ရွာသားကရေဦးထဲမှာဒေါ်ကြီးပရီရောက်နေတယ်ဟုပြောပေမဲ့အရေးအကဲမသိတဲ့ဦးစင်းစုံချိုင်လည်းတွားပြီးငုံကြည့်မိတာကြောင့်ဒေါ်ကြီးပရီကရေဦးထဲကနေထွက်လာခဲ့ပါတယ်ဦးစင်းစုံချိုင်လည်းငဲသားပါအော်ရင်းနဲ့ရွာသားကိုယ်တောင်စောင့်ခွဲရမှာမေးပြီးတော့ထွက်ပြေးလာခဲ့ရပါတယ်မနေ့ရောက်တော့ဦးစင်းစုံချိုင်လည်းကြောက်ဖျားဖျားပြီးကြောင်ပြောင်းမှုအထိပါလောက်ရပြန်ပါတယ်ဒါပေမဲ့တစ်ဖက်ဆရာတော်ကဘယ်เจ้าမှနေနေဘာကွာချမ်းမှုမှမရှိပဲတကယ်လို့လူထွက်မယ်ဆိုရင်တောင်เจ้าနိုင်ဆရာတော်ခီးကပြန်ရောက်လာတဲ့အထီကိုစောင့်ဖို့မှာကြားလိုက်ပါတယ်ပြီးတော့ရွာသားတွေကဦးစင်းတွေဖုန်ကြီးတွေကိုစွန်းလောင်းတာဟာကြွားပါဖို့နဲ့အေးအေးဆေးဆေးနေဖို့မဟုတ်ခင်တရားဓမ္မတွေကိုလေးလာဖို့အတွက်ဖြစ်တယ်လို့ပြောပါတယ်အခုလိုပြည်ထနာတွေဖြစ်နေတဲ့အချိန်မှာရွာသားတွေကိုပြေးပြီးတော့ထွက်သွားမယ်ဆိုရင်ရွာသားတွေကဘယ်သူကိုအားကိုးရမှာလဲလို့ပြောလိုက်တဲ့အခါမှာဆရာတော်လည်းကျောင်းကိုပြန်လာခဲ့ပါတယ်တစ်ဖက်မှာလည်းရွာသားတွေကဦးစင်းစုံချိုင်ထွက်ပြေးသွားပြီလို့ထင်နေကြပါတယ်ဒါပေမဲ့အတုပအိမ်မှာတရားဟောကနောက်ဆုံးတညကျန်နေပါတယ်လက်ရှိဖြစ်နေတဲ့အခြေအနေတွေကြောင့်ဦးစင်းစုံချိုင်လဲရွာသားတွေကိုတိုင်ပင်ပြီးတရားဟောမဲ့ကိစ္စကိုဆက်မလုပ်တော့ပဲဒီနေ့ပါပဲအတုပကိုမြေချဖို့စီစဉ်ရပါတော့တယ်ဦးစင်းစုံချိုင်လဲရွာသားတစုနဲ့ညကခေါင်းပြင်ရောက်နေတဲ့ဒေါ်ကြီးပရီရဲ့အလောင်းကိုခေါင်းထဲကိုထည့်ပြီးဘုံကြီးကျောင်းအနီးမှာရှိတဲ့တင်းချိုင်းကိုတဲပြီးမြေချဖို့လုပ်ရပါတော့တယ်ဦးစင်းစုံချိုင်လဲရွာသားတွေကစိတ်ထားကောင်းကြလို့သူတို့အလောင်းကိုတဲလာရင်ဝိုင်းကူကြမယ်ထင်နဲ့ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ထင်သားလို့မဟုတ်ပဲခွေးတကောင်ကြောင်တမီတောင်မတွေ့ရပဲဒီကင်းဘက်ကြီးမှာတောင်တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေကြပါတယ်အလောင်းကိုတဲလာတဲ့လမ်းတစ်လျှောက်လုံးလည်းအခက်အခဲပေါင်းစုံနဲ့အလောင်းကိုနောက်ဆုံးမှာတော့တင်းချိုင်းကိုစိုက်ဆိုင်မြတ်တဲယူနိုင်ခဲ့ပါတယ်တင်းချိုင်းကိုရောက်တော့တကြီးနဲ့ရွာသားတွေကအလောင်းကိုကူးသွင်းပြီးဆရာတော်နဲ့ဖော်ပြဖို့ရွာသားတယောက်ကိုကြောင်းမှာထားခဲ့ပါတယ်မှန်တကယ်တော့ဒေါ်ကြီးပရီရဲ့အလောင်းကိုကူးသွင်းခဲ့တဲ့အုပ်ကူဟာအသစ်မဟုတ်ပဲအသုံးပြုပြီးသားအဟောင်းကြီးဖြစ်နေတာကြောင့်ဒေါ်ကြီးပရီရဲ့အလောင်းဟာအပြင်တို့ထွက်လာခဲ့ပါတယ်။အဲ့လိုနဲ့ညရောက်တော့ဦးစင်းစုံချိုင်းကထုံးစံအတိုင်းအပေါ်ပါသွားကျင်လာပါတယ်။ဦးစင်းစုံချိုင်းနဲ့ရွာသားလည်းအပြင်ကိုရောက်လို့မပြီးသေးခင်မှာပဲအတန်တွေကြားနေရကြောင်းအဆောင်ထဲကိုပြန်ဝင်ဖို့လုပ်ပေမဲ့တောက်ခတ်မိပြီးဖွင့်ဖို့ရတော့ကလည်းအထင်းမှာကြံနေခဲ့တာကြောင့်ရှေးတိုးမရနောက်ဆုံးမရဖြစ်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒေါ်ကြီးပရီရဲ့လူတွေအခေါင်းကြီးကဦးစင်းစုံချိုင်တို့ရှိရာကိုဖြည်းဖြည်းရွေ့လာခဲ့ပါတယ်။ဦးစင်းစုံချိုင်နဲ့ရွာသားလည်းပြေးဖို့လုပ်ပေမဲ့ဘယ်လိုမှမလွတ်နိုင်တာကြောင့်လူတွေအခေါင်းကြီးဘေးကပဲအတင်းတိုးထွက်ဖို့ကြိုးစားရပါတော့တယ်။ဒါပေမဲ့အခေါင်းထဲကဒေါ်ကြီးပရီဟာရုတ်တရက်ထားပြီးခြောက်လန့်ကြတာကြောင့်ဦးစင်းစုံချိုင်လည်းငယ်သားပေါင်းအော်ပြီးရွာထဲကိုထွက်ပြေးရပြန်ပါတယ်။ဒီညတော့ကျောင်းမအိတ်လို့မရတာကြောင့်ရွာထဲကအိမ်မှာပဲဖြစ်တယ်လို့အိတ်ခဲ့ရပါတယ်။ဒေါ်ကြီးပရီရဲ့တရေကိစ္စလည်းတဖြည်းဖြည်းကြီးလာတာကြောင့်ရွာသားတွေလည်းစိတ်ညစ်နေရပါတယ်။စိတ်ညစ်လို့မဆုံးခင်မှာပဲရွာထဲမှာအလူပွဲရှိတာကြောင့်ဦးစင်းစုံချိုင်လည်းအလူကိုသွားရပြန်ပါတယ်။ဒီတစ်ခါမှလည်းရခင်တစ်ခေါက်ကဆရာတော်နဲ့တွေ့ပြီးဦးစင်းစုံချိုင်ကကံကောင်းပြီးရဟန်းခံရတယ်လို့ဆိုပါတယ်။တခြားသူတွေဆိုငြိမ်ချို့တဲ့လို့ပြီးတော့အဖက်ဖက်ကမပြည့်စုံတာကြောင့်ရဟန်းခံဖို့တောင်အနိုင်နိုင်ဖြစ်နေရပါတယ်။ရဟန်းခံတယ်ဆိုတာသားသမီးတွေအတွက်မိဘတွေရဲ့အပျော်ဆုံးချိန်ဖြစ်ပြီးတော့မိဘတွေကသားသမီးတွေကိုပြန်လဲကြောလို့ရတဲ့အချိန်တစ်ခုလည်းဖြစ်ပါတယ်။အဲဒါကြောင့်အချိန်ရှိလုံးမှာမိဘကိုဂရုစိုက်ဖို့ဦးစင်းစုံချိုင်ကိုဆရာတော်ကတရားဟောခဲ့ပါတယ်။အပြန်လမ်းမှာသူ့ရဲ့မိခင်ကိုစိတ်ထဲကလောလောစိတ်ပူလာတာကြောင့်မိခင်ရှိရာအိမ်ကိုအပြေးလေးပြန်လာခဲ့ပါတယ်။သူဂရုမစိုက်နိုင်တဲ့အခါသူ့ရဲ့မိခင်ကစင်းစင်းရဲနေခဲ့ရပြီးမိခင်ကိုကျေးဇူးမဆက်နိုင်နေတာကြောင့်သူ့ရဲ့မိခင်ကိုစိတ်စိတ်ကြည်ရင်ဝမ်းနေနေပါတယ်။တစ်ဖက်မှာလည်းရွာသားတွေကဒေါ်ကြီးပရီကိုနှိမ်နှင်းနိုင်ဖို့အတွက်နတ်ဆရာကိုခေါ်လာခဲ့ပါတယ်။ဦးစင်းစုံချိုင်ကလည်းမြင်မှန်ရပြီးရွာမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ထွက်လာခဲ့ပါတယ်။နတ်ဆရာကထိုင်းစကားမတက်တာကြောင့်ဒေါ်ကြီးပရီနဲ့နတ်ဆရာရဲ့ချားမှာသကံပြန်တွေနဲ့အလွတ်ရှုံနေရပါတယ်။နတ်ဆရာကမျိုးမျိုးကြိုးစားပြီးနေနေပေမဲ့ဒေါ်ကြီးပရီကဘယ်လိုမှနေနေမရဖြစ်နေပါတယ်။နတ်ဆရာလည်းလဲလဲကွဲကွဲဖြစ်နေတော့ဦးစင်းစုံချိုင်ရောက်လာတာကြောင့်ဒေါ်ကြီးပရီကဦးစင်းစုံချိုင်ကိုအန်ရပေးဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာအော့ကရောက်လာပြီးသူ့အမေကိုဘာသားတွေကိုအန်ရမပေးဖို့နဲ့ဦးစင်းစုံချိုင်ကိုလည်းဒုက္ခမပေးဖို့ပြောဆိုခဲ့ပါတယ်။အော့ကသူကအသက်ကြီးနေပြီဖြစ်ပြီးနောင်ဘဝကိုကောင်းကောင်းမွန်မွန်ကူးပြောင်းသွားပြီးတော့နောင်ဘဝမှာလည်းတားမိတွေအဖြစ်ပြန်လဲတွေ့ဆုံကြမယ်လို့သူ့အမေကိုနားချလိုက်ပါတယ်။ဦးစင်းစုံချန်လည်းအော့ကိုကျောင်းမှာထားပေးဖို့ဆရာတော်ကိုပြောပေးမယ်လို့ဒေါ်ကြီးပရီကိုဂရီပေးခဲ့ပြီးရွာသားတွေကလည်းအော့ကိုဝိုင်းဝန်းဆောင်ရှောက်ကြမယ်လို့ဂရီပေးလိုက်တဲ့အခါမှာတော့ဒေါ်ကြီးပရီလည်းကျွတ်တန်းဝင်သွားခဲ့ပါတယ်။ဦးစင်းစုံချန်လည်းကိစ္စတွေပြဿနာတွေအပြီးမှာလူထွက်ခဲ့ပြီးတော့ဘန်ကောက်ကိုမပြန်တော့ပဲသူ့ရဲ့မိခင်ရှိရာရွာလေးမှာပဲနေပြီးတော့သူ့ရဲ့မိခင်ကို
ပြုစုဆောင်ရှောက်ဖို့လိုပါတော့တယ်လူထွက်လို့ပြီးချင်းမှာပဲစုံနောက်ဝန်ကအမြင်မှန်ရသားပြီဖြစ်တဲ့စုံချိုင်းကိုမဖမ်းတော့ပဲလွတ်ပေးခဲ့ပါတယ်စုံချိုင်းလည်းမိခင်ပေးသားတဲ့ကောင်မလေးနဲ့အကြောင်းမပါခဲ့ပဲသူချစ်တဲ့ကောင်မလေးကိုသာရွေးချယ်ပြီးဘဝကိုအေးချမ်းချမ်းဖြတ်သန်းသွားပါတော့တယ်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တာကြောင့် like and subscribe လေးလုပ်ပြီးတော့အားပေးကြလို့ရပါတယ်နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေဇာတ်ကားတွေနဲ့အကြောင်းအရာတွေကိုတင်ဆက်ရင်းနဲ့ပြန်လာခဲ့ပါမယ်နောက်ထပ်ဗီဒီယိုတွေပါပဲပြန်တွေ့ပါမယ်